shopping mall ထဲမှာသွားရင်ကောင်းမယ်ထင်လို့ဝင်စားဖြစ်တဲ့ခေါက်ဆွဲဆိုင်လေးပါအမေရာစုပြုတ်ခေါက်ဆွဲလေးပါနူးအီပြီးတော့တော်တော်လေးစားကောင်းပါတယ်ငွေကြည့်ပါဦးဒါကတော့အမေရာတုတ်ပူစီနနဲ့တုတ်ထားတာဒါတွေအောက်ရောက်တယ်ခုမှစားပြီးပါတယ်အရွက်တွေများဒါလေးဆက်မဲ့ပုံဒါကတော့ဝတ်သားနဲ့ခေါက်ဆွဲပါမုံမင်းချင်နဲ့အဲလော်အစီလေးတွေထည့်ထားပါတယ်ရတာကတော့အင်ချီဟင်းရရတာပါနည်းနည်းတော့ဆက်ပါတယ်